ကို နေရာသိခါရှိပါ လေးစားချစ်ခင်ရပြည်သူများလုံးဝမင်္ဂလာပါကျွန်တော်အကြောင်းအရာလေးတစ်ခုရှင်းပြခြင်းလို့ line မတက်လာတာပါပုံမှန်အားဖြင့်တော့ကျွန်တော် line မော်ကိစ္စတွေကိုပြန်ပြီးတုံ့ပြန်လည်းမရှိဘူးရှင်းလည်းမရှင်းဘူးဘာလို့ရှင်းရရှုပ်စိတ်လည်းမဝင်စားဘူးခုဘွားနဲ့ကိုနေတယ်ကျွန်တော်အနုပညာလုပ်ကိုကိုယ့်ကိုစူးစမ်းပြီးလုပ်တယ်အခုကမိသားစုကိစ္စဖြစ်နေလို့ကျွန်တော်မရှင်းလို့မရလို့ဖြစ်လာတာကျွန်တော်သမီးရဲ့ comment လေးတစ်ခုကြောင့်ဖြစ်သွားတဲ့ပြဿနာတွေကပြင်းနေကြီးလာလို့ဗျအဲ့ဒါလေးရှင်းပြခြင်းကျွန်တော်မိသားစုကိစ္စပါပြည်သက်တွေကိုကြိုပြီးတော့တောင်းပန်ထားချင်တာကကျွန်တော်အခုပြောနေတာကကျွန်တော်မိသားစုအကြောင်းမသိဘဲနဲ့ဝေဖန်တိုက်ခိုက်နေတဲ့သူတွေကိုရည်ညွှန်းတာပါနော်ကျွန်တော်ကိုချစ်ပြီးအားပေးနေတဲ့ပြည်သက်တွေနဲ့မဆိုင်ပါဘူးကျွန်တော်မိသားစုကိစ္စကလည်းပြည်သက်တွေရဲ့အရေးရောမဟုတ်ပါဘူးဒါနဲ့တိတိနဲ့တင်လို့ကျွန်တော်ဒါရှင်းပြမှဖြစ်မှာမလို့ရှင်းပြတာပါဒီ post လေးပါဟုတ်လားရည်ရတယ်ဗျဗါတယ်အစင်တန်းခွဲကြပြီးငွေမဲ့တဲ့ခင်လာတယ်ကျွန်တော်သားအကြီးကောင်တော့ကျွန်တော်ငွေဖြတ်လိုက်ဘာလို့ဖြတ်ရတာလဲဆိုတဲ့အကြောင်းရင်းကအများကြီးရှိပါတယ်ကျွန်တော်သားသမီး3ယောက်ဆိုလို့ကျွန်တော်တန်းတူချစ်ပါတယ်အားလုံးကိုချစ်ပါတယ်ကျွန်တော်သားအကြီးကောင်ကအိမ်တော်အရင်ဆုံးကြပါတယ်ကြားတဲ့အချိန်မှာလည်းကျွန်တော်မင်္ဂလာဆောင်ကြီးကြီးခန်းခန်းနာလေးဆောင်ပေးပါတယ်ကျွန်တော်ချွေးမလေးကကလဝဲသရားရဲ့ပေါ့အစင်ရရွာလေးတယောက်မှာနေပါတယ်သူတို့တွေကပုံမှန်မိသားစုလေးပါအရင်လေးပြည့်စုံတဲ့မိသားစုမဟုတ်ပါဘူးဒါပေမဲ့ကျွန်တော်ချစ်ပါတယ်ကျွန်တော်ချွေးမလေးကိုကျွန်တော်ချစ်ပါတယ်အဲ့အတွက်ကျွန်တော်ဒီစားခန်းခန်းနာတင်းတယ်လေးမိသားဖသားပြီးတောင်းရမ်းပြီးတော့မှကျွန်တော်သားကြီးရဲ့မင်္ဂလာပွဲကိုကျွန်တော်ကျင်းပပေးခဲ့ပါတယ်အဲ့တော့အခုလူတွေကထင်နေတာကျွန်တော်သားကျွန်တော်ငွေမဲ့လို့အဲ့ကောင်မလေးနဲ့မပေးစားပဲနဲ့ကျွန်တော်အမွေဖြတ်လိုက်တယ်ဆိုမဟုတ်ဘူးဗျကြောင်းမြန်ဖြစ်နေတာကျွန်တော်ချွေးမလေးနဲ့စုမော်အောင်နဲ့ကျွန်တော်မှမြင်းနှစ်ယောက်ရှိတယ်အကြီးမရွှေပိုးမောင်နိုင်ပေါ့ဗျာနာမည်အရင်ကနာမည်ပြည့်စုံတာနောက်တဲ့အငယ်မလေးကရွှေရည်ခက်အဲ့နှစ်ယောက်စလုံးနဲ့အဲ့ညီလေးနှစ်ယောက်စလုံးနဲ့ကျွန်တော်ချွေးမကျွန်တော်မိသားစုနဲ့အတူတူရှိပါတယ်ကျွန်တော်ချွေးမလေးကိုကျွန်တော်အမွေစားတမီးဖြစ်ပြန်မွေစားလိုက်ပြီးတော့ကျွန်တော်သားအကြီးကောင်ကျွန်တော်အမွေဖြတ်လိုက်တာပါဒီမှာရေးထားတာနာမည်နဲ့သူတို့တခြားလည်းမသိဘူးနေဗျာရေးထားတာဗါတဲ့သူ့နာမည်ကနေရဲနဲ့နာမည်ခက်စင်ဆိုပြီးတော့နေသွေးဆိုပြီးတော့ရေးရတယ်ဗျလူတွေအကြောင်းလည်းသိချာလည်းမသိပဲနဲ့အဲ့တော့ခင်ဗျားငွေမဲ့တာဖြစ်နိုင်ပါတယ်ပေါ့ comment တွေကလည်းကျွန်တော်အဲ့ comment တွေကိုဖတ်နေကျွန်တော်ရည်ချင်းလဲရည်ချင်းလဲစိတ်လည်းမကောင်းဘူးဗျအဲ့အတွက်ကျွန်တော်ဒါကိုလာဖြေရှင်းတာပါအဲ့တော့ကျွန်တော်ကျွေးမလေးကခလေးနှစ်ယောက်ရပြီးတော့မှကျွန်တော်ဒါအကြီးကောင်ဖောက်ပြန်သွားပါတယ်ဖောက်ပြန်တာမှရိုးဖောက်ပြန်တာအချင်းချင်းဖောက်ပြန်တယ်ပြီးတော့ကျွန်တော်ဒါအကြီးကောင်ကအဲ့သူဖောက်ပြန်တဲ့မျိုးသမီးနောက်ကိုကောက်ပေါင်လိုက်သွားပါတယ်အဲ့တော့ကျွန်တော်ကျွေးမလေးကိုကျွန်တော်တနာတဲ့တွေ့ကျွန်တော်ကသမီးအဖြစ်ကျွန်တော်တို့တမိသားစုမှာချစ်ခင်နေကျွန်တော်သမီးအငယ်မကလည်းသူ့အမအရင်လိုချစ်တယ်ကျွန်တော်လည်းသမီးရင်လိုချစ်တယ်ကျွန်တော်တို့အိမ်မှာပဲမိသားစုစီးလုံးနေပါတယ်ကျွန်တော်သားအကြီးကောင်ကျွန်တော်ငွေဖြတ်လိုက်တာအခုဆိုလို့ရှိရင်6လကျော်ပါအဲ့တော့မတီးဘဲနဲ့ငွေမဲ့တယ်ကျွန်တော်ငွေမဲ့တယ်ဆိုတာပြည်သက်တွေသူတို့ပြောတာမှန်တယ်ကျွန်တော်ငွေမဲ့ပါတယ်ငွေကိုမဲ့လက်တည်တာကျွန်တော်ငကူကချေမနော်ငကူကချွေချေမကြအောင်ရှာလာတဲ့ငွေကိုမဲ့ပါသူများကြီးကဒီနေ့တည်းကျွန်တော်ကတကြက်ပြားမှာကျွန်တော်မကျူးလွန်ဘူးသူတို့မယူဘူးဗျာအဲ့တော့လက်ဆောင်ပေးရင်တော့ယူရလေဘယ်တော့မှဆူချရရင်ယူလေပွဲကလို့ရတယ်ယူလေရုပ်ရှင်ရလို့ရတဲ့ပတ်စံယူပါတယ်ကျွန်တော်ငွေမဲ့ပါတယ်ဘာကြောင့်ငွေမဲ့တာလဲဆိုတော့ကျွန်တော်မိသားစုအတွက်ကျွန်တော်ရှားပါတယ်ကျွန်တော်မြည်လေးနှစ်ယောက်အရွယ်ရောက်ဖို့အတွက်ကျွန်တော်ကြောင်းထားပေးရတယ်ကလေးတွေကိစ္စတွေအကုန်လုံးကျွန်တော်တောင်းယူရတယ်တာသမီးတွေအရွယ်ရောက်လာလို့သူတို့တွေလွတ်သွားပြီလို့ထင်နေကြမှာကျွန်တော်မြည်နှစ်ယောက်ကကျွန်တော်အတွက်ကျွန်တော်ရှာဖွေမှရမယ့်အခြေအနေမျိုးတစ်ခုကိုစိုက်ရောက်လာတဲ့အတွက်ကျွန်တော်ငွေမဲ့ပါတယ်ငွေမဲ့ပင်နဲ့ကိုစူးစမ်းလို့ရတဲ့ငွေမဲ့တာပါကျွန်တော်သူများရှိလက်ကားရတဲ့ငွေမဲ့ပါအဲ့ဒါတော့ဒါကျွန်တော်ရဲ့ခံချက်ပါကျွန်တော်ဒီခုချိန်ထိသူများရှိရမယိုးမသားနဲ့ဘောက်လဲဖောက်ပြန်လောက်ထားတဲ့ငွေတစ်ခုမှမရှိပါဘူးကျွန်တော်ယူသားနဲ့စူးစမ်းပြီးရှာတယ်ကျွန်တော်ရဲ့ကျေးဇူးရှင်အောင်သမားကြီးမိသားစုအတီးဆုံးပဲကျွန်တော်ကျူးစားပြီးရှာတယ်သူတို့ရှိကကျွန်တော်ပစ္စည်းလေးယူပြီးရင်ကျွန်တော်ဝယ်ပြီးရင်ကျွန်တော်အဲ့လိုမျိုးပေါ့ကျွန်တော်ပေးနေတယ်လို့ဖဲပေးနေကျွန်တော်ဒီဘဝဒီချိန်ရောက်လာတာပါကျွန်တော်လက်ကားရလာတဲ့ပတ်စံမရှိပါဘူးဟုတ်အဲ့တော့ဒီ post ကိုတင်နေသိစေချင်တာပါမိသားစုအကြောင်းကိုမသိဘဲနဲ့ဖုန်းဆက်ပြီးဝေဖန်တဲ့သူကလည်းရေးတယ်ပြီးတော့ comment မှာရေးတဲ့သူတွေကလည်းခင်ဗျာကတော့ငွေမဲ့တယ်ဆိုတာဖြစ်နိုင်ပါတယ် तू ကဘယ်လိုခေါ်လဲဒီကိုစူးစားပြီးရလာတဲ့ဖြစ်တယ်သူဆိုတော့သူငွေမဲ့တာဖြစ်နေဟုတ်တယ်ကျွန်တော်ငွေမဲ့ပါတယ်ခုနကကျွန်တော်ပြောလို့ကျွန်တော်နှစ်ဖူးကချွေချီမကြအောင်ရှာထားတဲ့ငွေကျွန်တော်မဲ့ပါတယ်အဲ့ငွေတွေကျွန်တော်အလကားမသုံးပါကျွန်တော်တက်နိုင်နေညမှာတူပါတယ်ကျွန်တော်မိသားစုအတွက်လိုအပ်တဲ့နေရာမှာသုံးပါအဲ့ဒါလေးလာပြောတာပါခင်ဗျဟုတ်ကဲ့ကျွန်တော်ငွေမဲ့ပါတယ်ခင်ဗျကြီးရနော်သူများအကြောင်းကမသိရင်မပြောပါနဲ့ခင်ဗျစိတ်တွေအကုန်လုံးရှော့ချထားပါကျွန်တော်ဆဲလည်းမဆဲချင်ပြန်လည်းမဖြစ်ချင်ဖြစ်ရမှာလေကျွန်တော်ရှက်တယ်အဲ့ဒါကြီးရှက်စရာကောင်းတယ်နော်အဲ့တော့ဒီ post ကိုတင်တဲ့လူမြန်မာစိတ် post ပန်ရှင်ရှက်တတ်ပါစေလို့နော်ရှက်တတ်ပါစေ